ငယ်တွေကတိတ်ပြီးတော့ပညာရေးမှာထူးချွန်တယ်မပါဘူးကျိုးတော့ကြိုးစားတယ်အတက်နဲ့ဆုံးကြိုးစားတယ်ဒါပေမဲ့ကြိုးစားလဲကျွန်တော်ရဲ့ရလက်တွေကအောင်မတ်ထက်ကိုဟိုအောင်မတ်ရတာတော့မှတော်တော်ကျေးဇူးတရားလို့ဖြစ်နေတာပေါ့နော်ဟုတ်ကဲ့ဟိုတက်နိုင်သလောက်တက်ဆွမ်းသလောက်ဒါပေမဲ့ငကိုတွေကမပါရမီမပါတာဒါပေမဲ့ဆယ်လုံးတော့တော်တော်ဖြေနိုင်တယ်အင်္ဂလိပ်စာတော့ဘာသာတော့တိတ်မဖြေနိုင်ဘူးဘယ်လိုအောင်ခဲ့ရင်တော့ဂုံတူတော့3ဘာသာလောက်ပါမယ်ထင်တယ်ထင်တယ်အဲ့လိုဖြေနိုင်တာဟုတ်တကယ်လည်းဖြေနိုင်တာဟုတ်ဘယ်လိုနောက်ဒီအောင်ဟိုအောင်သေးတော့အောင်တယ်ဘာကုန်လုံးမှမပါဘူးဒီတန်းအောင်တယ်ပေါ့အမှန်စင်းတော်တော့မှအချက်ကွဲတော့တာပဲတတ်မှတ်ထားတဲ့ဟာ240လေကျွန်တော်243မှတ်နေအောင်အဲ့လိုမလို့ချင်း4ဘာသာပေါ့အကွာ3ဘာသာဖြစ်ရင်ငယ်တော့ကိုတို့ကညီမဆိုင်အင်္ဂလိပ်စာသင်ချ2တန်း3တန်းတော့3ဘာသာဖြစ်ရင်3ဘာသာစလုံးကြာအခုနောက်မှနေရမ်းပဲရှိတော့တကယ်ပြောတာဟိုကျောင်းခန်းထဲမှာလူဦးရေ68ယောက်တို့ပါလို့ရှိရင်အခုကအဆင့်65တို့66တို့အဲ့လိုမျိုးငငယ်တော့တအားပျော်ဖို့ကောင်းတာပေါ့ကျွန်တော်ငငယ်တော့ကကျတော့ကျောင်းနေရတဲ့ life ကိုပျော်ဖို့ကောင်းတာကျောင်းဖျားရင်တော့သွားကျင်တယ်ဘာလို့တငယ်ချင်းတွေအဲ့လိုကျောင်းပြေးတာလည်းမဟုတ်ဘူးပြကျွန်တော်ကကျောင်းမှာအဲ့လိုမယုတ်ကြဝေးလာဝါလာလုပ်တယ်အဲ့လိုမျိုးပျော်တာလေဆိုတော့ငငယ်တော့ကတော့အဲ့လိုမျိုးကျောင်းမှာတော့ဆရာမကြီးရုံးခဲ့ဆိုတယ်တစ်ချိန်လုံးရောက်တယ်နောက်ဆုံးဆရာမကြီးကမိဘခေါ်ခိုင်းရင်ကျောင်းကားဦးလေးရဲ့မိမတို့ဘာလို့ပါအကူကြီးတောင်းလာရောက်တဲ့အထီကိုခေါ်ရတာဘာလို့လဲဆိုတော့မိဘလည်းမလိုက်ပေးနိုင်တော့ဘူးကြာလာတော့အဲ့တော့ကျောင်းဆရာမကြီးကလည်းတခုခုဆိုတာနဲ့ကျောင်းမိဘခေါ်မယ်ဆိုတာကြီးပဲလေကျောင်းမှာငယ်တော့ဆိုမိဘခေါ်တယ်လေကိုငယ်တော့တကယ်အရင်ပြင်းတာအဲ့လိုစာဆိုလဲလုံးဝမကြက်ဘူးဆောင်းပွဲလိုဖြေကန်ဒီမှာစားဦးလန့်ကျဲအဲ့လိုမျိုးပေါ့နော်ဟိုရှောင်းမေးဒီရှောင်းမေးထင်တာရမ်းဖြေအဲ့လိုနဲ့ပဲအောင်လာလေးဒီလားလို့စာလဲလုံးဝမလုပ်ဘူးအရန်လဲပြင်းနေတော်သေး10တဲ့ဟိအောင်သွားတော့လေအရန်ပျော်သွားအကြောင်းကြီးပြီးသွားဘဝမှာစာမကြက်ချင်ဆုံးပဲခုချိန်ထိခါရီတင်ချရေးပါတော့ကြက်ပြီးဖြေလာသေးရမလေး